လုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့သမီးငယ်လေးမွေးနေ့နှစ်ပြည့်မွေးနေ့မှာမက်ကနှင်ကျပတ်ကိုသွားဖြစ်တဲ့ဟာလေးလိုက်ခဲ့ပါအောင်လို့ခေါ်ချင်ပါတယ်ဒီနေ့မက်ကနှင်ကျပတ်ပင်လုံးဘက်မှာပေါ့နော်သွားခဲ့ပါတယ်ရှင်လိုက်ကြည့်ပါအောင်ဒါလေးကတော့သမီးငယ်လေးပါပျော်နေပါတယ်သူမွေးနေ့နှစ်ပြည့်ပါရှင်ဒါဒီမလေးတွေပါရှင်ဒါကားပတ်ကင်နေရတဲ့အကျယ်ကြီးပါပဲဒီနေ့ကကျောင်းဖွင့်ရဖြစ်တဲ့အတွက်ကြောင့်မလို့လူလဲနေတယ်လူလဲတော်တော်ရှင်းပါတယ်ကိုရီပဲရှိပါတယ်ဒါတော့ကမ်းမောင်းနေရတော့ကျမရဲ့အမဦးဒီတော့အမပါရှင်ရောက်ပါပြီကပ်ပကင်ထိုးပါမယ်အဲ့ဒါဝါနေတာကိုနင်းကြအယုတ်ကြည့်ပါတယ်မှာတော့ဝင်ချင်း bread တော့တန်းပြီးတော့ပဲမုတ်ကိုဆွဲလို့ဆွဲလို့ကြိုက်တာကြီးစားနေရတော့ပျော်နေပါတယ်မတော့နူလေးတောက်လိုက်ပါတယ်ဒါတော့ပျော်ပပကြီးပေါ့နော်ဒါတော့ကဲနေတဲ့ကျမသမီးငယ်လေးပါဒါတော့ကျမအတူချောလေးပါရှင်ဒီမှာကကြိုက်တာနဲ့မကြိုက်တာနဲ့ဆိုဒီရာကြီးအရင်ဟိုပေါ့နော်အသစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မိုက်တယ်ဒါပေမဲ့ Junction Square ရလောက်တော့မကျေတာတွေ့ရပါတယ် Junction Square ကတော့ပိုကျေတယ်ပေါ့နော်ဒါပေမဲ့ကစားနည်းလေးတွေ Junction Square မှာမရှိတဲ့ကစားနည်းလေးတွေရှိပါတယ်သွားကြည့်ဖို့တော့တိုက်တွန်းချင်ပါတယ်မက်ခါဆိုတော့ကိုမျောလင်းထားတာတော့ပိုကြီးလိမ့်မယ်လို့မျောလင်းထားတာပေါ့နော်ဒါပေမဲ့ဒီလောက်မျောလင်းတထားတဲ့လောက်တော့မကြည့်ဘူးဒါပေမဲ့ကစားနည်းတွေတော့နည်းနည်းလေးဟိုဘက်နဲ့မတူတဲ့ကစားနည်းလေးရှိရပေါ့လीနော်အဲ့ဒီပါအောင်ဒါဆိုလို့ရှိရင်မိုပလေးရလိုမျိုးလေးနဲ့အမော်နော်ဟိုလောက်တဟာလေးရှိရနှစ်ပိုင်းဆိုတော့လူလည်းတိတ်မရှိသေးဘူးသူက10နိုင်မှဖွင့်တာကျမတို့ရောက်တာစောနေတယ်ပေါ့နော်ကျမတို့ချောလေးပါရှင်ဒါတော့တီတီနဲ့ကဲနေတဲ့ကျမတပီးမှာသွားကင်လို့လည်းမရပါဘူးသွားကင်လက်ကိုရိုက်ချပါတယ်သူကကိုနှစ်နည်းနဲ့အရန်သူ့အကိုသူကိုးတတ်ပါတယ်ရှင်မရဘူးလားသူမှအတင်းဆွဲတယ်ဘလို့မှဆွဲလို့မရကျမလည်းပြုတ်ကြမှာဆိုလို့ပြောတယ်ဘလို့မှမရဘူးပိတ်ဆုံးနဲ့ကြလဲကြာမရမကဆွဲပြီးတော့သူညီမကိုပြုတ်ကြမှာဆိုလို့တဲ့သူလည်းပဲစီးရပါမယ်ဆိုပြီးအတင်းဆွဲပြီးတော့သူညီမကလည်းမရအောင်တယောက်တည်းစီးမယ်ဆိုပြီးတော့သမီးနှစ်ယောက်ရှိရအဲ့သမီးနှစ်ယောက်မနိုင်စိတ်နေကိုရဲအောင်တင်ထားတာကိုပြက်လာပဲနော်ဒါကတော့ပေါ်တက်ဖို့အတွက်ကိုမရမကစီယုံမျိုးတက်ကြည့်ပါဆိုပြီးတော့ကလေးတွေကိုစီယုံတက်ခိုင်းပါတယ်ဒါပေမဲ့သူတို့ကအိမ်မှာလည်းအေးစင်းတော့အကွန်ကန်နဲ့မနေတဲ့ကလေးပြတော့ခြေထောက်နာတယ်လို့တော့ပြောပါတယ်ကျမသမီးမြောက်မူလေးကတော့အပေါ်မရောက်ရအောင်တက်ပါတယ်ဒီ PC လေးကလည်းမရပါဘူးသူပဲတက်မယ်အတင်းလုံးနေပါတယ်ဒါတော့ကျမတူမလေးကမမမြောက်မူလေးကငယ်တော့သမီးငယ်လေးကိုထိမ့်ပေးနေတာပါကျမတော့မှကလေးတွေfollow ရိုက်ပေးနေပါတယ်ဘယ်လောက်ထိတက်နိုင်မလဲလိုက်ကြည့်ပေးပါအောင်နော်နည်းနည်းလေးတော့ကျင်းစရာကောင်းနေမှန်းနဲ့တူပါတယ်တေချာလေးချိန်ပေးပါတယ်သူတို့မကြောက်ဖို့လဲဘေးနာနေမိုတီတွေပေးနေရပါတယ်ကိုကတော့စတက်ပါပြီရှင်ကိုကစတက်ပါပြီကျမသမီးပြောက်သွားလို့လိုက်ရှာတာပါကိုကတော့စတက်ပါပြီတက်ပါတယ်မကြောက်ဘူးပြောပါဟိုမှာကျမသမီးဒီကတော့ကျမ trainer တဲ့သူဆိုတော့မရအောင်မသူကတော့ဘာမှမကြည့်ပဲတက်ချသွားတာ
ကိုကတော့6တောက်နာလို့တဲ့သူကတော့ကွန်ပျူတာသမားဟိုဟာဖြစ်တဲ့ဤပညာသမားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအကြမ်းပတမ်းနေသူသိမခံနိုင်ပေါ့နော်မဟုတ်ဟိုအမကြီးကတော့မရမကသူ့အတူအောက်ကိုခုံချလိုက်ပါဆိုတော့မခုံချပဲနဲ့မရမကပြန်စင်းပါမယ်ပြန်စင်းပါပါအဲ့လိုပါပဲကျမကိုယ်တိုင်ရဲအောင်တင်ထားခဲ့ခါကြလို့ရှိရင်လဲလူရဲအောင်တင်ထားတော့အရန်ရဲနေပါတယ်မရမကအောင်လို့လုပ်တတ်အောင်တော့တင်ထားရတာပေါ့လေအခုဒီလိုရှောက်ကစားပြီးသွားတော့ဟိုဘက်မှာလည်းစပိန်တွေအဲ့လိုမျိုးဝိုင်းနဲ့စပိန်ကလေးတွေတော့မကစားခဲ့ကြဘူးအဲ့အမျိုးလည်းရှိရဲပေါ့နော်ကျမတော့မတွေ့ဘူးသေးလို့လားမသိဘူးဟိုကတော့ပြောကျမသမီးကတော့သူကကစားဝင်ပေါင်းစုံရှောက်သွားနေတာဆိုတော့သူရှိတယ်လို့တော့ပြောတယ်တနေရာမှာဘယ်နေရာလဲတော့ကျမသိချာမသိဒါကကြတော့တက်တဲ့ဟာလေးတွေတက်တဲ့ဟာတစ်စင်းချင်းတွေတက်တဲ့ဟာလေးတွေကိုတက်ခိုင်းပါတယ်အမြင့်မကြောက်အောင်လည်းသင်ပေးပါတယ်ကျမတို့ငယ်တော့ဆိုလို့ရှိရင်အမြင့်အရင်ကြောက်တယ်လေကြောက်တယ်ဆိုတော့အဖေလေးမေတွေကလည်းဟိုပြုတ်ကြမှာစိုးရိမ်တော့ကျမကတော့အခုကကလေးကိုမကြောက်တတ်အောင်သင်ပေးပါတယ်မမေလိုရောဘလို့သင်ပေးလဲပေါ့နော်အရင်မကြောက်တတ်သွားရင်တော့မကောင်းဘူးဆိုပေမဲ့အနည်းဆုံးမလုပ်ရဲပဲနဲ့သူများပြောတာပဲရှုံနေလို့ရှိရင်လည်းအဆင်မပြေဘူးလေအဲ့တော့ကျမကိုယ်တိုင်လုပ်ကြည့်ကိုတကယ်မရဘူးကိုကျမကြီးနဲ့ဟိုဖြစ်တဲ့ဆိုလို့ရှိရင်တော့မလုပ်နဲ့လို့ကျမပြောပါတယ်ဒါပေမဲ့ကြောက်တတ်တဲ့စိတ်ကိုမထားတတ်အောင်တော့တင်ပေးပါတယ်ဒါပေမဲ့ဘလို့မအောင်သူအခုဆိုလို့ရှိရင်ကြောက်သွားပြီးတော့သူကအဲ့ကျိုးကိုပဲပြန်ကင်ပြီးတော့သူပြန်ဆင်းတော့မှာပါသူရှေ့ကိုထပ်ဆက်မသွားရတော့ပါဘူးဒါပေမဲ့ကျမပြောပါတယ်နောက်တစ်ခါကြာလို့ရှိရင်ဒီချက်စံချိန်ကျိုးနိုင်အောင်ကြိုးစားပါလို့အားပေးပါတယ်ကိုကတော့လုံးဝကိုဒီကလုံးဝမကြောက်ပဲတက်သွားပါတယ်လုံးဝကိုကျမတို့အတွက် bravo ပါ6တော့မနာဘူးဆိုလို့ရှိရင်တက်နိုင်တယ်ဆိုတာယုံကြည်ပါပြီသူနာတဲ့အသားနာတာလေးတော့သူမခံနိုင်သေးဘူးပေါ့နော်ကလေးတွေကအသားတွေကဟိုနေမထိနေတော့bravo ပါပဲတကယ်ပဲနောက်ကကြောက်လို့ရှင် तू မတက်နိုင်တာနည်းနည်းလေးပဲရှိအဲ့ဒါတော့ကျမမရမကောင်ဆက်တက်လို့ပြောတော့ तू ဘယ်ဟာကိုကာရမှန်းမသိပဲနဲ့ तू နည်းနည်းလေးအမှန်တကယ်တော့အမြင့်ဆိုတာအောက်ကိုကြည့်လိုက်လို့ရှင်ပူကြောက်တယ်တာရေးလို့ပြောတယ်ပြောပါတယ်ကျမတော့ဆရာလောက်လာတာဟောသနာပါတော့မကြီးအောက်ကတိတိလေးတက်ချင်နေကျမသမီးကတော့မလွယ်ပါဘူး तू ပြန်ဆင်းมาတော့မယ်ကျမသမီးငယ်လေးကတော့မရပါဘူးလုပ်မယ်ဆိုတာကြီးပါပဲဒါကတော့ဂျူဂျူဟော့ပေါ်မှာသွားစားတာပါဂျူဂျူဟော့ပေါ်မှာစားတာ9000ကျော်9000လားဘယ်9000ကျော်လောက်ပဲကြပါတယ်ဒါပေမဲ့ပြပါမယ်ဒါပေမဲ့ယူရီးယားမုတ်တီသွားစားတာယူရီးယားမုတ်တီစားလိုက်တဲ့အချိန်မှာ9000ကျော်ကြာသွားတော့ကျမမုတ်ကလေး3ခုပဲဝယ်ရတယ်မျက်လုံးကိုပြူးထွက်သွားပါတယ်ကလေးတွေကလည်းယူရီးယားမုတ် quality တော့ကောင်းတယ်ဆိုပေမဲ့9000ကျော်တောင်ကြာသွားပါတယ်ဒါကတော့ကျမဒီနေ့ကုန်ခဲ့တဲ့ငွေတွေအမောင့်တွေကိုပြန်ပြီးတော့စရင်ထည့်ဖို့တပုံရိုက်ထားတာပါကျေးဇူးပါဘိုင်ဘိုင်နောက်